eyeliner ဆိုတဲ့အခါမှာအခုခေတ်ဆိုရင်ဒီလိုမျိုးရှိနေတယ်လို့မျက်လုံးလေးကအသက်ဝင်နေတယ်လို့ပုံစံလေးဆွဲကြရတယ်ပေါ့နော်ဒီလိုမျိုးလိုင်နာချောချောမြမြလေးကိုလွယ်လွယ်ကူကူဆွဲဖို့အတွက်ခွန်ညိုကဒီဗီဒီယိုလေးကိုတင်ပေးလိုက်ပါတယ်eyeliner လေးစဆွဲတဲ့အခါမှာခွန်ညိုတို့ဒီမြစ်တောင်အဆက်နေရနေပြီးပပလေးတစ်ချောင်းလေးပဲအရင်ထွက်လိုက်မယ်သူသွားတဲ့ပုံစံနဲ့ပေါ့နော်မျက်လုံးလေးအပေါ်လေးကိုကြည့်ပြီးဒီလိုပုံစံတိုင်းလေးသွားပါမယ်ပြီးသွားရင်တော့အပေါ်ဘက်ကိုပပလေးနဲ့လိုက်ဆွဲလိုက်တဲ့အခါမှာမျက်လုံးလေးကရှည်ရှည်လေးနဲ့လုံးလုံးဝဝိုင်းလေးဒီပေါ့နော်မျက်လုံးလေးပိုအသက်ဝင်တဲ့ပုံစံလေးကိုရပြီးတော့အခုခေတ်စားနေတဲ့ eyeliner look လေးဖြစ်သွားတယ်ပေါ့နော်ခွန်ညိုသုံးတာကကျတော့ pretty story ရဟာလေးပေါ့နော်သူကကျတော့လုံးဝကိုဒီဆိုးတဲ့အခါမှာ6တွေ့တာလည်းမြန်တယ်ကာလာအနေနဲ့ကကြတော့အနက်ရောင်နဲ့အညိုရင့်ရောင်လေးနှစ်ခုလာတယ်ဒီပုံထဲမှာတိတ်မတိတာပဲအပြင်မှာတော့နည်းနည်းလေးကွာတယ်ပေါ့နော်သူကကြတော့လုံးဝပြက်နာပုံးလိုက်ရင်တော့ပြက်နာတွေမရှိဘူးရင်းနဲ့ထိနေတာလုံးဝ waterproof ဆက်လေးဖြစ်တယ်ပေါ့နော်သူကကာလာ2မျိုးရှိတယ်သူ့ရဲ့ထိပ်လေးကလည်းချွန်ချွန်လေးနဲ့အရင်အဆင်ပြေတဲ့ကြောင့်ခွန်ညာဒီဗီဒီယိုလေးကိုတင်လိုက်ပါတယ်